လာလေရှာနေတွင်းနေနော်အမေလည်းလောက်ချတယောက်ပြလာပါဟောက်ခဏရာရိုးရချင်းနေကြရအမေနဲ့ပြက်ဆိုတာလေဒီမှာစီဝါတယ်လို့ယနေ့ညနေလေးမှာတော့ခင်ကြီးစားရတဲ့ကြတာပဲတမီးနဲ့ချင်းနေကြတယ်ဒီရောအဲ့လိုမငြင်းနဲ့ဒီဘက်ကလေးနဲ့အဲ့ဒီလိုအစာလေးနဲ့နော်မနေ့ကကျိုးစားလို့ရုပ်ပြန်ပြေးရှာဖေးရှာကြပါရမီလေးနဲ့နာတာပါလာကြည့်ရအောင်လာရဒီတော့ဒီရလေးဒီတော့ကြည့်ရဟာလာပြီဝါတူဒီဒီနေ့ဟောအေးရရခေါ်တယ်လာရစစ်စွာတော့ဒီနဲ့ဘုရားအားပေးကြည့်ပါလေအထွေးလည်းရှိုးတာလို့ပြောလို့များတည်ရှိပါတယ်အမေရဲ့ထိုးတာအားထုတ်လို့အောင်ရတယ်လေနောက်လည်းတစ်ခေါက်ကြည့်ပြီ